လူခန္ဓာကိုယ်ကိုဘာနဲ့အဓိကဖွဲ့စည်းထားလဲပြင်သစ်နိုင်ငံရဲ့မြို့တော်ရက်ထက်နှစ်မှာရက်ပေါင်းဘယ်လောက်ရှိသလဲရေဘဝဲမှာနှလုံးဘယ်နှခုရှိသလဲအမေရိကန်ကိုလေဘာတီရုပ်တုပေးခဲ့တဲ့နိုင်ငံမိဘုံပြန်စီကစတက်ပြခဲ့တဲ့မြန်မာလူမျိုးဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့တဲ့နှစ်ရေမရှိပဲအကြဆုံးရှင်သန်နိုင်တဲ့တတဝါကမ္ဘာပေါ်မှာတိုက်ကြီးဘယ်နှခုရှိသလဲလူခန္ဓာကိုယ်ရဲ့အကြီးမားဆုံးအစိတ်ပိုင်းကွင်းတွေနဲ့ပတ်ထားတဲ့ကြိုးအမြန်ဆုံးနှုံးနဲ့လဲပတ်နေတဲ့ကြိုး